没事喽，这不是这样讲的，是的，是你外行来的。这不是他说多啊，劣势不离我了，多劣势，算有多浪费啊，劣势算有多浪费那样嘛，多浪你不帮人家么多呀，咱不能不那么多昂说，你讲啊，这个劣势算有多，来出去呢对呢，对是啦，这不里边那不了嘛，你这不是这样，本来嘛都问他说，就那路。就公巴达咯，就讲是不是公巴达的，就讲是不公，就讲是不是公巴达，就讲是不公巴达的。哎，公巴达嘛，所以就讲呢，非常老了，就出来熬不了，对吧？看那对面他加一个，阿里多，就出来的，就 rectify 写的嘛，所以，哦嘛 rectify 写的，你 rectify 呢出来对，第四步，不明话第四步所以对吧？对面他的。ကပ္ပစတာတော့ तू က AC ဘိုးဆိုရင် तू ကဒီကနှစ်ချောင်းကနေဖြတ်သွားခွင့်ပြုတယ် DC ဆိုရင် तू ကတားထားတယ်ဒီနည်းနဲ့ပဲ तू ကကပ္ပစတာအောက်တိုးလာတာ तू ကဒီကပ္ပစတာရဲ့ तू က तू မှာ capacity လို့ခေါ်တယ်ဒီစွမ်းအင်တိုးလောင်မှုပမာဏပေါ့စွမ်းအင်တိုးလောင်နိုင်စွမ်းပေါ့ capacity နဲ့ရှိတယ် capacity ကတော့ तू ကကိုယ်တဲ့ပုံမှာရေးသားပြတ်တာထားပါရဲ့ဗျဒီကောင်ဆိုရင် capacity ပေါ့ဒီကောင်ဆို490 microfarad ရှိပါတယ်ဒီအောက်ကကောင်ကဘာခေါ်မလို့ဆိုတော့သူ့ရဲ့ operation နဲ့သူ့ရဲ့ maximum ပေါ့သူ့ depletion bowl လို့ခေါ်တယ်သူ့ရဲ့ depletion bowl ဆိုတာသူက100 volt တဲ့ပို့ပြီးတော့အသုံးမပြုတဲ့ဒီ capacitor ကိုသုံးမှဆိုရင်100 volt တဲ့ပို့ပြီးအသုံးပြုလိုက်မှဆိုရင်ဒီ capacitor ပွင့်ထွက်သွားတယ်ဗျအဲ့ဒါကြောင့်မို့ပဲပွင့်ထွက်နိုင်စေအလားလာရှိလို့သူက capacitor ရဲ့မှာအရာလေးပေးထားတယ်အပေါ်မှာကိုယ့်တဲ့ပေါ်မှာအရာလေးပေးထားပါတယ်ဟုတ်ပါဒီအရာလေးကကြောင့်ဒီ capacitor တစ်ခုကအဲ့လိုမျိုး तू ကပူလာရဲ့အပူချိန်မြင့်တယ်အဲ့လိုမျိုးပွင့်ထွက်ရမယ့်အချိန်ရောက်လို့ရှိရင် तू ကအလွယ်တကူပွင့်ထွက်နိုင်အောင်ပေးထားတာတကယ်လို့အဲ့ဒီကောင်မပေးထားဘူးဆိုရင်ဒီ capacity တစ်လုံးထပ်ပေါက်ပြီဆိုရင်မပေးထားဘူးဆိုရင်အကြီးအကျယ်ပေါက်ကွဲမှာဗျအဲ့လိုမျိုးပွင့်ထွက်ဖို့နေရာလေးပေးထားမယ်ဆိုရင် तू ကတတာလေးပဲပေါက်ထွက်မှာအဲ့နေရာလေးရဖို့ဆိုအဓိကကျွန်တော်ပြောချင်တာဒီ capacity ရဲ့ capacity တန်ဖို့ capacity တန်ဖို့ဆိုတာဘာမှမတည်အောင်ဆိုတော့ capacity က तू ကအထက်မှာတိဆောက်ထားရိုးရှင်းတယ်ဘာပဲပေါ့အောင်ဆိုအထက်မှာပလိပြားကြီးနှစ်ပြားပဲပါတယ်ပလိပြားကြီးနှစ်ပြားပဲပါတယ်ဒီပလိပြားရဲ့နှစ်ပြားကြားထဲမှာသူက insulator လို့ခေါ်ရဲ့ဂျာကန်လေးတွေပေါ့လက်စစ်မစီးနိုင်တဲ့ insulator ဂျာကန်လေးတစ်ခုပါတယ်ဒီနှစ်ခုကတော့ပလိပြားနှစ်ခုကတော့ conductor ဖြစ်ရမှာဗျသူ့ရဲ့ပလိပြားရဲ့သူ့ရဲ့ cross sectional area လို့ခေါ်ရဲ့ပလိပြားရဲ့အကျယ်ဝန်းပေါ့ဒီအကျယ်ဝန်း cross sectional area ဒီကောင်ပေါ့အဲ့ cross sectional area ကိုနော် तू ကဘလို့ तू တွက်ချက်မှုရှိပုံစံရှိရဗျာ तू ကဟိုပါပေါ့ဒီ Michael Faraday ပြထားတဲ့ဒီကပတ်အစလွန်တော့ A1T ပေါ့ကပတ်ဆိုတာတော့ဘာလို့ပြချင်တာလဲဆိုဒီ insulator ရဲ့တန်ဖိုးပေါ့ insulator ရဲ့သူ့ရဲ့ dielectric constant လို့ခေါ်တယ် dielectric constant ဆိုတာဒီသူ့ထဲမှာသုံးတာကကိုကဒီဘာသုံးမလဲဆိုတော့သူ့ထဲမှာကျွန်တော်တို့ကဒီ ceramic ဟိုပါပေါ့ မိုက်ကာပေါ့မိုက်ကာတို့ဘာလို့သုံးလို့ရမိုက်ကာ ceramic တို့တခြား paper တို့သုံးလို့ရတယ် paper နဲ့မိုက်ကာနဲ့မတူဘူးဗျသူက constant ရconstant ပုံများတဲ့ကောင်ကတော့ပို့ပြီးတော့ constant ပုံများမဲ့ကောင်သုံးမယ်ဆိုရင်ပို့ပြီးတော့ဒီ area တူမယ်ပြီးတော့သူ့ရဲ့ distance နည်းမယ်ဆိုရင်တော့မှသူကပို့ပြီးများလာမှာဗျ distance ကဘာကိုပြတာအောင်ဆိုတော့ဒီပြောမဆိုအခုကျွန်တော်ပြနေတဲ့ distance ဆိုတာဘာကိုပြအောင်လဲဒီ plate ပြန်နှစ်ခုရဲ့ဂျားထဲမှာရှိရဲ့ဒီ dine ဟိုပါပေါ့insulator thickness ကိုပြ insulator ရဲ့အထူပေါ့ဒီ insulator ထူနေမယ်ဆိုရင် capacity နေမယ်သူနီးပိုနီးလေပို့ပြီးတော့ capacity ပုံများလေပဲနီးလေပုံများလေနောက်တစ်ခုကတော့ဒီ area ပိုကြီးမယ်ဆိုလို့ရှိရင်လေဒီ capacity တစ်လုံးကသူ capacity ပုံများတယ်ကျွန်တော်နောက်တစ်ခုကကျတော့ဘာဖြစ်လာအောင်ဆိုတော့ဒီကောင်ကတော့သူက capacity ကိုပြနောက်တစ်ခုရှိသေးရဲ့ဗျနောက်တစ်ခုကတော့ဘာခေါ်မလို့ဆိုတော့ဒီ capacitor တစ်လုံးကသူကဒီထဲမှာသူ့ရဲ့ electric energy ပေါ့ electrical energy ဆိုတာကျတော့ဒီသူ့ရဲ့ shed အထက်ထဲမှာ electric shed လို့ခေါ်တယ် electric shed ဆိုတာကတော့ဘာကိုပြောအောင်ဆိုတော့ဒီထဲမှာ electron အလုံးကြီးအတွက်အများကြီးသိမ်းထားနိုင်တဲ့ကောင်ကဒီလို capacitor ပုံများမယ်ဆိုတော့ပြောတာလေ electric shed ပေါ့သူ့ကို energy လို့ခေါ်တယ်ဒီ energy ကကျတော့ဒီကျွန်တော်တို့ဟိုမီတာ unit လို့ပဲမီတာ unit ကျွန်တော်တို့ဟိုမှာသုံးတဲ့ဒီတို့အိမ်ဒီမှာသုံးတဲ့ဒီ electrical meter ပေါ့ electrical unit meter ရလဲသူကဘာကိုတိုင်းတာတောင်ဆိုတော့
သူကအဓိက electrical energy ကိုတိုင်းတာဗျသူကဘာမှမတိုင်းတာဘူး electrical energy ကျွန်တော်အားအကြောင်းကိုလည်းကျွန်တော်ရှင်းပြခြင်းတယ်ဗျလောလောဆယ်ကြားပြပြီးတော့ဘာရှင်းပြခြင်းတာလဲဆိုတော့ electrical energy ဆိုတာ1 kilowatt hour ပါ1 unit လို့ဗျအမှန်တကယ် unit ဆိုတာ1 kilowatt hour ဗျ electrical 1 kilowatt hour ဗျာ1 kilowatt hour ဆိုတာသူကအဓိကကျွန်တော်ပြောချင်တာသူ့ရဲ့အဓိပ္ပာယ်ဘာကိုပြောချင်တာလဲဆိုတော့ဒီကျွန်တော်တို့လျှက်စစ်ရည်မျိုးရှိရဗျာလျှက်စစ်ရည်မျိုးက1 kilowatt ရှိရပဲထားပါအဲ့ဒီ1 kilowatt ရှိရလျှက်စစ်ရည်မျိုးကိုကျွန်တော်တို့ဖို့ကလည်းမီတာ220အပြည့်ဝင်တယ်ဗျာ220အပြည့်ဝင်တယ်ကျွန်တော်ကရည်မျိုးက electric kit တဲ့1 kilowatt ဆွဲတယ်ထားပါတော့အဲ့1 kilowatt ဆွဲတဲ့ရည်မျိုးကိုကျွန်တော်တနားအပြည့်သုံးမယ်တနားကြီးလုံးဝမနာဘူးသုံးမယ်ဆိုရင်တယူနစ်မီတာမှာတယူနစ်တက်လာတယူနစ်တက်လာနေမှာဟိုနေဘက်တွေမှာဆိုရင်ကျွန်တော်အယူဆလွယ်ရရှိကြရဗျာကောလာလာရေပေါ့အဓိကတော့ဘာကိုပြောချင်တာလဲသူတို့ကဒီတစ်စစ်ဒီ potential ပေါ့ဘုဒ္ဓနဲနဲ့အခု220ဆိုမီတာအပြည့်ရတယ်180မီတာနဲနဲ့မီတာနဲနဲ့အချိန်မှာကျွန်တော်ရင်းနှီးဖို့သုံးမယ်ဆိုရင်မီတာပိုတက်တယ်လို့ပြောကြတယ်ဒါမှမဟုတ်ဗျာဒီအမှန်တကယ်တော့ဘယ်တော့မှပုံမတက်နိုင်ဘူးဘာလို့ပုံမတက်နိုင်တော့ဆိုတော့ကျွန်တော်တို့ electric ဒီ unit ကိုတိုင်းတာတဲ့မီတာတော့ဘာကိုတိုင်းနေအောင်ဆိုတော့နှစ်မျိုးလုံးတစ်ပြိုင်တည်းတိုင်းနေတာသူ့ထဲမှာစီးသွားတဲ့ current ပေါ့ electric current ဒီ electric current နဲ့သူအခုဝင်နေတဲ့ဒီအပြန်နဲ့ electric grid ကနေဝင်လာတဲ့သူ potential ပေါ့ဒီ potential ဘို့ကိုတိုင်းတာတစ်ပြိုင်တည်းတိုင်းနေပြီးတော့သူ့ရဲ့သုံးဆွဲတဲ့သူ့ရဲ့ပမာဏမီတာ hour ပေါ့အချိန်လည်းတစ်ပြိုင်တည်းတိုင်းတယ်ဒီအချိန်လည်းတစ်ပြိုင်တည်းတိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့180မီတာ180အချိန်မှာကျွန်တော်မီတာသုံးမယ်ဆိုရင်သူကရင်းနှီးဦးက1ကီလို unit ဆွဲမဲ့ရင်းနှီးဦးက1ကီလိုမဆွဲဘူးဗျဘာလို့မဆွဲနိုင်အောင်ဆိုတော့သူကကျွန်တော်တို့ရင်းနှီးဦးမှာသူ့မှာ coin ပါတယ်ဒီ coin က heater ပေါ့အဲ့ဒီ heater မှာသူ့မှာ resistance ဆိုတာရှိပြီသားသူ့ရဲ့ resistance coin resistance အနည်းဆုံး1 kilowatt ဆိုလို့ရှိရင်1 kilowatt ဆိုရင်သူက34အုံလောက်ရှိရဗျ34အုံသူခက်မှန်းရှိပြဗျ34ဆိုတော့ကျွန်တော်တွဲကြည့်မှပဲရမှာသူ့ရဲ့အုံက34အုံလောက်ရှိရ34အုံဆိုတာသူ fix သူအသေးမပြောင်းနိုင်ဘူး34အုံးကဘလို့မှမပြောင်းနိုင်ဘူးသူအသေးဗျာ constant ဖြစ်နေအဲ့ constant ဖြစ်နေတဲ့အကောင်ကျွန်တော်တို့က220ဖို့တွင်းလိုက်မယ်ဆိုရင်သူ့ထဲမှာ current ကအနည်းဆုံး30 ampere လောက်ဆွဲမယ်ထင်တယ်ဗျာကျွန်တော်ခက်မှန်းကြည့်ပါအဲ့ current နဲ့ဒီထဲမှာဝင်တဲ့ဘိုးနဲ့မြှောက်လိုက်မှသူ့ရဲ့ power ဆိုတာထွက်လာpower ဆိုတာထွက်လာအဲ့ဒီဥစ္စာကိုကျွန်တော်တို့က220အပြည့်မသွင်းဘူးဗျာ220အပြည့်မသွင်းရင်180ပဲသွင်းမယ်ဆိုရင် current နဲသွားမှာဘာလို့ဆိုတော့ကျွန်တော်တို့ current ဆိုတာဘိုးနဲ့တရိုက်မိခိုးနေဘိုးနဲ့ current နဲ့တရိုက်အချိုးကြတယ်တကယ်လို့အထက်သွင်းတဲ့ဖိုးကနဲနေမယ်ဆိုကာရွန်လည်းနဲသွားမှာဘယ်တော့မှမရဘူးဖိုးနဲ့ကာရွန်နဲ့ကတည်းကအချိုးကြတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အထက်ဝင်တဲ့နေရာမှာအဲ့ဒါဖြစ်တယ်ဗျသူက electrical energy ဆိုတာဒါကိုပြောပြရဗျဒီကျွန်တော်ကပစတာအကြောင်းကိုပြန်ဆက်လိုက်ရှင်းပြရမယ်ဗျနောက်ပိုင်းကျမှပဲရှင်းပြတော့မယ်ဗျဒါအခုကအချိန်ကြီးနေကုန်နေတော့ကျွန်တော်လည်းဒီနေ့မအားတော့ဘူးဗျလုပ်ရ